Hello မင်္ဂလာပါရှင်ဝိုင်းစုမေကပါဒီနေ့ကကျတော့တောင်းလေးအောင်မဲ့သူတွေနဲ့လက်ကားအောင်မဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုပါနော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မေဒီလိုမျိုးအာလူကျော်ပိတ်တာတော့ကြီးပေါ့နော်ဒါမှမဟုတ်လည်းကြားတယ်ဒီလိုမျိုးအာလူကျော်ပိတ်တာထုတ်ကိုပေါ့နော်ပိတ်တာတော့ထုတ်ကိုမင်းက2000ခွန်းနဲ့ရပြီပါပါဒီပိတ်တာတော့မှဆိုလို့ရှိရင်တော့သူကပိုးရီလုပ်ကြအခြေကျော်လေးတွေဖြစ်ပါတယ်မင်းကတော့အခြေကျော်နေနဲ့တင်ရောက်နေပေါ့နော်အခြေကျော်လုံးလုံးလုံးဝပေါ့နော်ချိန်မွနေအခြေမင်းမှုပါလို့ရှိရင်ဒီမှာခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒီမျိုးအခြေကျော်လေးပါရှိဒီအခြေကျော်လေးတွေမှာဆိုလို့ရှိရင်မင်းကလေဒါဟိုပေါ့နော်အရသာလေးမျိုးလုပ်ပေးထားပါတယ်မာလာရဲ့လူငယ်တွေအကြိုက်ပေါ့နော်မာလာအရသာရှိမယ်ချင်းစက်ရသာရှိမယ်အဆက်ရှိမယ်ပေါ့နော်အချိုရှိပါမယ်အရသာလေးမျိုးရှိပါတယ်ရှင်ဒါရေဆိုလို့ရှိရင်သူက1000တန်းထုတ်မယ်1000ထုတ်ရအောင်မယ်လကားပြည့်ပြည့်နေသူတွေအတွက်ဆိုတော့1000တန်း900ပေါ့နော်ကိုကြိုက်တဲ့လိုမျိုးအစားသားထုတ်ပြီးတော့မှဒေါင်းလို့ရပါတယ်ရှင်နောက်ပြီးတော့မင်းစီမှာကဒီမျိုးပိုးရီတွေရှိပါမယ်တရားဖာတစ်ဖာကိုမင်းတသိန်းပါရှင်တသိန်းနဲ့အောင်ပါမယ်ပေါ့နော်တရားဖာမှာဆိုလို့ရှိရင်ချင်းဆက်ပါမယ်အချိုးပါမယ်ပြီးတော့မာလာရတာပါမယ်မာလာကတော့မာလာစီမွေးပေါ့နော်မာလာစီမွေးနဲ့လုပ်ပေးထားပြပါတယ်မာလာရတာပါမယ်ပြီးတော့အချိုးဆိုပြီးတော့အရသာ၄မျိုးရမယ်ပေါ့နော်၄မျိုးရပါမယ်ရှေ့တစ်ခါမှ၄မျိုးရတယ်ဒါမှမဟုတ်ပေါ့နော်တစ်ခါတည်းဥမာအရသာတစ်မျိုးတည်းပဲရချင်တယ်ဆိုလို့ရှိရင်လည်းမင်းတစ်မျိုးတည်းလည်းလုပ်ပေးထားပါတယ်နောက်ပြီးတော့ဖာလိုက်မဝင်နိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းမင်းပေါ့နော်အချောင်း30ဖာတို့50ဖာတို့လည်းသူသက်ခွဲပြီးတော့မှလုပ်ပေးပါတယ်ရှင်အားလေးတွေတော့အသေးစိတ်ဈေးနှုန်းလေးနဲ့အချက်လက်လေးသိချင်တယ်ဆိုလို့ရှိရင်တော့မင်းရဲ့ TikTok ဆက်မှာလာပြီးတော့မှမေးလို့ရပါတယ်ရှင်ဖုန်းဆက်မေးချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်လေးကတော့3996943435နေပြီးတော့ဆက်သက်ပြီးမင်းမြတ်နိုင်ပါတယ်နောက်ပြီးတော့ပေါ့နော်စိုင်းကိုလာချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းမင်းရဲ့ဆိုင်လိပ်စာလေးကတော့မန္တလေးမြို့16လက်2425ကြားမှာတည်ရှိပါတယ်ရှင်ကဲလာမယ်ဆိုလို့ရှိရင်တော့မင်းစီကိုဖုန်းလေးကြိုပြီးတော့မှဆက်ပေးပါရှင်ဘာလို့ဆိုတော့မင်းကကြတော့လေဆိုင်ဘုတ်တက်တာမဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်တခါကြလို့ရှိရင်ဆိုင်ကိုရှာမတွေ့ရမျိုးလေးတွေဖြစ်မှာဆိုလို့ပါနောက်ပြီးတော့ကြတော့ဒီအာလူပိုးတွေကတော့ဟိုပါပေါ့နော်မင်းစီမာကကြတရက်ကြော်တာဖြစ်ပါတယ်အခုလည်းမင်းဘက်မှာဆိုလို့ရှိရင်ဒါပိုးတွေကြော်နေရပေါ့နော်နေညာရင်းကြော်နေရပါမနေ့ခင်ပေးရမယ့် order တွေပေါ့နော်ခါလိုက်ရခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ခါလိုက်ရခြင်းနဲ့အဲ့လိုရခြင်းနဲ့တရားနဲ့ရခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့မင်းစီကိုဖုန်းလေးကြိုပြီးတော့မှဆက်ပြီးတော့မှ order လေးတင်ပေးပါ order တင်ချိန်ကတော့မင်းကနေ့လေပေါ့နော်3နာရီထိမနေ့9နာရီကနေပြီးတော့မှ3နာရီထိ order တင်လို့ရပါတယ်ကျောင်းသေးသမားတွေအတွက်ဆိုလို့ရှိရင်တော့စနစ်ကနေ3နာရီထိ order တင်လို့ရတယ်ပေါ့နော် order တင်ထားလို့ရှိရင်နောက်ရက်မနေ့စောစောကိုရပါတယ်ရှင့်မနေ့စောစောပေါ့နော်6နာရီ6ခွဲအလောက်ကနေစပြီးတော့မှ order တင်ထားတဲ့ပစ္စည်းတွေကိုလာပြီးတော့မှယူလို့ရပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်